ပြင်တော့ဆိုတော့ topic ခုနှစ်ပတ်တွေထုတ်လို့ရပြီဆိုတာကိုအားလုံးသိကြပြီးတော့ပေါ့နော်အဲ့ခါကျတော့ဆိုက topic ခုနှစ်ပတ်တွေကိုဘယ်လိုထုတ်ရမလဲဆိုတာကိုဒီနေ့ဗီဒီယိုထဲမှာပြပြပေးသွားပါမယ်အရင်ဆုံးအနေနဲ့သူပေးထားတဲ့ link လေးနှစ်ခုရှိရပေါ့နော်အဲ့ link နှစ်ခုတည်းကနေပြီးတော့မှပထမအဆုံး link ကိုဝင်ရမှာဖြစ်ပါတယ်သူကကြတော့ဒီ TikTok တို့ Facebook တို့မှာじゃ link ချပေးဖို့နည်းနည်းအခက်အခဲရှိတဲ့ခါကျတော့အကယ် link လို့ချင်နေဆိုရင်တော့ Zoom မှာလာတောင်းလဲရတယ်ဒါမှမဟုတ်လို့ရှိရင်ကြတော့ဒီသူ့ရဲ့တန်ရုံပေးမှာတင်ထားတဲ့ဟာကိုကြည့်လဲရတယ်ပေါ့နော်အကယ်ပထမဦးဆုံး link ကိုဆိုတော့ဝင်လိုက်မယ်ဆိုလို့ရှိရင်ကြတော့ဒီလိုမျိုးပုံစံပေါ်လာမယ်ပေါ့နော်အဲ့မှာကိုယ့်ရဲ့နာမည်ထည့်မယ်ပြီးရင်ကိုယ့်ရဲ့ဝေးချက်ကလေးကိုထည့်မယ်ပေါ့နော်ကိုယ့်ရဲ့ခုနံပါတ်ကိုယူဖို့အတွက်အဲ့ဆိုလို့ရှိရင်တော့ဒီမှာဆိုထည့်လိုက်ပါမယ်ပြီးလို့ရှိရင်ကြတော့မွေးနေ့ကကြတော့ဆိုတော့ကဆက်ထဲပဲရေးမယ်ခြားထဲမှာဘာမှမခံမဲနဲ့တခါရေးသွားမယ်ပေါ့နော်သူ့ရဲ့မွေးနေ့ကကြတော့ပြီးလို့ရှိရင်ကိုယ့်ရဲ့လကကြတော့ဒီလိုမျိုး9လပိုင်းတို့1လပိုင်း2လပိုင်းတို့ဖြစ်နေရဆိုလို့ရှိရင်ကြတော့ဆိုတော့ကအရှိက3ညလေးခံပြီးတော့မှရေးပြီးသွားရပါမယ်ပြီးလို့ရှိရင်တော့ဂျိုးဝဲဟာဂီးပဲဟာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးလို့ရှိရင်တော့ဒီအောက်မှာကြာလာပါလိမ့်မယ်ဒီမှာရှင်းပေါ်သူကကြတော့ဒါကိုယ့်ရဲ့ခေါ်ကြရေးထားပြီးဒီចောင်းသားတွေဆိုတော့ကမာရွတ်မှာဖြေရမှာပေါ့နော်အဲ့တော့ကမာရွတ်မှာဖြေရမယ်ဒါကတော့အဓိကကိုယ့်ရဲ့ခုံနံပါတ်ကိုတည်သွားပြီခုံနံပါတ်ကိုတည်သွားပြီဆိုရင်တော့ဒီခုံနံပါတ်ကိုဆိုတော့ copy လုပ်ထားလိုက်ပေါ့နော် copy လုပ်ထားပြီးနောက်ထပ်ပေးထားတဲ့ link တစ်ခုရှိရဲအဲ့ link လေးထဲဝင်ပေးပါအမှဆိုလို့ရှိရင်တော့ဒီလိုပေါ်လာပါလိမ့်မယ်အဲ့ link ဝင်အဲ့ဒါ duck key ဆိုတဲ့ဟာလေးနှိပ်ပေးပါနှိပ်ပြီးလို့ရှိရင်ဒီအောက်ကိုသွားပြီးတော့မှဒီဟာလေးဆိုဖြစ်တဲ့ရှီဟုံဖြိုချူလျော့ဆိုတဲ့ဟာလေးအဲ့ဟာလေးကိုနှိပ်ပေးပါဒါကတော့ဟုတ်တယ် line သိမ့်မကောင်းဘူးလို့အဲ့ဒါဆိုရင်တစ်ခါဒီလိုရောက်သွားပါလိမ့်မယ်ရောက်သွားပြီဆိုရင်တော့ဒီမှာဆိုတော့က2026ဒီအကြိမ်106ကြိမ်မြောက်ဟာကိုရွေးမယ်ပြီးတော့ခုနကစာမွေးမွေးနံပါတ်ကိုပြန်ချမယ်ပေါ့နော်ဒါကတော့ခုနကဆို copy ကူးလာတဲ့ဟာချပေးလိုက်တယ်ပြီးလို့ရှိရင်ဆိုကငွေသက်ကရက်လေးထည့်ပေးရမယ်ပေါ့နော်ငွေသက်ကရက်ထည့်ပေးရပါမယ်ထည့်ပြီးလို့ရှိရင်တော့ဆိုကဒီမှာကိုယ့်ရဲ့တက်ဆိုင်တဲ့အချက်လက်တွေကြာလာပါလိမ့်မယ်အမှန်ဆိုဆိုက true lock လုပ်ပြီးတော့မှကိုယ့်ရဲ့ဒီမှာဆာမွေးဖောင်ကိုထုတ်ယူလို့ရပါပြီပေါ့နော်အဲ့ဒါဆိုဆာမွေးဖောင်လေးကြာလာပြီကြာပြီဆိုရင်တော့ဆိုက download ဆွဲထားရမယ်ပေါ့နော်download ဆွဲပြီးတော့မှကိုယ့်ဘာကို file နဲ့ဒီနေရာနဲ့တေချာလေးသိမ်းပေါ့နော်ဒီမှာဆိုရင်ဆိုက PDF file နဲ့ထုတ်မှာဆိုကဒီလို PDF file ရေးလိုက်တယ်ပြီးလို့ရှိရင်တော့ okay နှိပ်ပြီးတော့မှဒါဆိုရင်တော့ဆိုက file ရသွားပြီပေါ့နော်ဒါဆိုလို့ရှိရင်ဒီဟာလေးတွေကိုကွာတေချာလေးယူပြီးတော့မှနောက်ဆောင်းမွေးဖြည့်တဲ့အခါကျလို့ရှိရင်ဒီစာရွက်လေးကိုဆို print ထုတ်ပြီးတော့မှယူသွားရပါမယ်ဒါလို့ဆိုလို့ရှိရင်တော့ဆိုက topic ဆောင်းမွေးခုံနံပါတ်ရော topic စာရွက်ထုတ်တာတွေကိုရောရသွားမယ်လို့ထင်ပါတယ်တခြားချင်တာမျိုးရှိရဲကဲကွာလုံးဝထုတ်မတက်ဘူးဆိုရင်စုလာပြောလို့လည်းရတယ်ထုတ်ပေးပါမယ်အဲ့ဆိုလို့ရှိရင်တော့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်